မင်္ဂလာပါဆိုတော့ကျွန်တော်မနက်ကပြီးတဲ့ပေါ့နော်ဒီ order အဝယ် order အယောင်း order လေးကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ပေါ့နော်ကျွန်တော်ပတ်သက်လုပ်ပြန်ကြည့်မယ်ဆိုတော့ကျွန်တော်အဲ screen လေးကျွန်တော်တစ်ချက်ပြကြည့်မယ်ဆိုတော့ဒီမှာကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဒါကျွန်တော်မနက်ကဆွဲခဲ့တဲ့ဇုံလေးပေါ့နော်ဒါကတော့ကျွန်တော်ဒီတစ်ပတ်ဆွဲထားတဲ့ဇုံလေးလည်းမှန်တယ်โอเคကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဒီမှာကျွန်တော်မနက်ကအဝယ်ပေးတာ9150နဲ့ဒါ9160ဒီဝင်စုံမှာကျွန်တော်အဝယ်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်တကယ်တမ်းကြည့်လိုက်မယ်ဟေးဆိုလို့ရှိရင်ကျွန်တော်9000အနှိမ့်ဆုံးရောက်ခဲ့တာဘယ်လောက်လဲဆိုတော့9155โอเคဒါပေမဲ့ကျွန်တော်ဝယ်ခဲ့ခိုင်းခဲ့တဲ့ဇုံကြီးကျွန်တော်9100ဒီ90 9160ဒီမှာဝယ်ခိုင်းတာโอเคဒီမှာကျွန်တော်အပေါ်မှာ9200ရဲ့အထက်မှာ take profit ယူခိုင်းတယ်ဒါဆိုကျွန်တော်မနက်က long order ကလည်းကျွန်တော်ဒါအဝယ် order လည်းကျွန်တော် take profit ထိတယ်โอเคဒါဆိုရင်ကျွန်တော် stop loss ပဲမှာထားခိုင်းတယ် stop loss ကကျွန်တော်9085ပေါ့နော်ဒီအောက်9000ရဲ့အောက်မှာကျွန်တော်ထားခိုင်းတယ်9100ရဲ့အောက်မှာဆိုတော့ကျွန်တော် sell order okay sell order ဆိုရင်ရောကျွန်တော်က9200ဒီ30ပေါ့နော်သူ့မဲ့လည်း9205အထိပဲ market ကရောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အယောင်းနေအဲ့ဒီမှာရောင်းခဲ့တဲ့သူတွေကျွန်တော်ရဲ့ဒီ client တွေရှိတယ်ကျွန်တော်အတူတူဒါအကောင့်ဖွင့်ပြီးတော့ဒါအကျိုးမြတ်ယူနေတဲ့သူတွေကျွန်တော် client တွေရှိရပါတော့အဲ့ဆိုရင်လည်းကျွန်တော်တို့ဒီမှာရောင်းခဲ့တာပဲကျွန်တော်9200ရဲ့အထက်မှာရောင်းခဲ့တာ okay အဲ့ဒါဆိုရင်ကျွန်တော်ကြည့်လိုက် market ကတကယ်တမ်းကကျွန်တော်တို့ market ကဒီမှာပဲရှိနေတာဒီကြားထဲမှာပဲရှိနေတာဒါကိုကျွန်တော်တို့ကယူတတ်ဖို့လိုတယ်ဒီမှာ9200နဲ့ဒီမှာဆိုတော့9200နဲ့ဒီမှာ9150ဒီဝင်းချင်ပါပဲကျွန်တော်ကဒီလိုမျိုးတက်ကြပြီးနေတာโอเคဒါဆိုရင် market ကငြိမ်နေလားဆိုတော့ yes ဒီနားမှာတော့ငြိမ်နေတယ်ဒါပေမဲ့ကျွန်တော်တက်မှာအဟေးဒါပေမဲ့တက်မယ်ဆိုရင်တော့လုံးဝဘုံနဲ့တက်သွားတာမဟုတ်ဘူးအခုအကြအားယူအောင်မှာဘူးဘက်ပြန်လာအောင်မှာလာပြီးမှကျွန်တော်က market ရဲ့သဘောတရားဒီလိုပဲတက်မှာပဲကျွန်တော်ဒီမှာဆွဲထားတဲ့ဒီ block ရှိတယ် order block ဒါကတော့ကျွန်တော်ဆွဲထားတဲ့ order block ပေါ့နော်ဒီမှာအနှိမ့်ဆုံးကျွန်တော်ဆွဲထားတဲ့ဆုံးဒီမှာရောက်ခဲ့တဲ့ဆုံး okay ဒီမှာဆိုရင်ကျွန်တော်တို့က9120ဒီမှာဆွဲခဲ့တဲ့ဆုံးပေါ့နော် okay 9220ဒါဆိုရင်ရောကျွန်တော်တို့ကဒီ long term ဆိုရင်ရောကျွန်တော်တို့ဘယ်အထိဒါအမြဲယူလို့ရလဲဆိုရင်တော့ကျွန်တော်တို့ကဒီမှာဒါကတော့ကျွန်တော်မဆွဲရသေးဘူးပေါ့နော်ဆိုတော့ဒီမှာ9400ပေါ့နော်ဒီဇုံထိကျွန်တော်တို့ဒါယူလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့က daily profit ယူတဲ့သူတွေဖြစ်တဲ့အတွက်ဒီနေ့မှာဆိုရင်ကျွန်တော်9200နဲ့9150ဒီဝင်းကျမှာပဲဒီလိုမျိုးပြေးနေတာဖြစ်တဲ့အတွက်ဒါ Asia session မို့ပေါ့နော်ကျွန်တော် New York market session ရောက်ရင်တော့ဒီလိုမျိုးဟုတ်မှာမဟုတ်တော့ကျွန်တော် market ကအတက်ဆိုလဲအတက်ကိုဆွဲပြီးမှအကျဆိုလဲအကျကိုဆွဲပြီးမှကျွန်တော်ကနေကင်းပိုင်းကဒီလိုမျိုးပဲယူလို့ရတာပေါ့နော်ဒီလိုတက်လိုက်ကြလိုက်ဒီလိုမျိုးဒီအောက်မှာဝင်မယ်အပေါ်မှာကျွန်တော် resistance ဇုံမှာရောက်မယ် support ဇုံမှာဝင်မယ်ဒါမျိုးပဲဒါကျွန်တော်လုပ်လို့ရတာဒါကတော့ကျွန်တော်သုံးတဲ့ pattern တွေကတော့ဒါရိုးရှင်းတယ်ပေါ့နော် simple ဖြစ်တယ်ကျွန်တော်လည်း simple ဖြစ်တာကိုပဲကြိုက်တယ်အရင်ရှုပ်ရှက်ခက်နေရတော့ကျွန်တော်မကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်လည်းမသုံးပေါ့နော်ဆိုတော့ဒီနေ့မှလည်းဒီကျွန်တော်မိတ်ဆွေတွေဒါမြဲကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ရှင်